ဒီတစ်ခေါက်ပုတ်စာကတော့EQ 19မှာပါတယ်labor law လို့ပြောမှာနော် labor law ပုတ်စာ Rodo Kijong Ho ဆိုတဲ့ပုတ်စာဒီပုတ်စာစာမေးပွဲမပြေခင်ကကြည်ထားတဲ့စာဆိုတော့ခန်းကြီးတွေတော်တော်များများမဖတ်တတ်ဘူးဒီနေ့သူခန်းကြီးရဲ့ယောမီကတာတိတ်ပြီးတော့မဖတ်တတ်ဘူးဒီနေ့မသိတာလည်းပြန်ရှင်းအောင်ရှင်းမှတ်ထားတာသိမမှတ်ထားရင်တော့မသိတော့ဘူးအဲ့ロード契約に関する技術としてロード基準法上間違っているものはどれかそういう意味だဒီအလုတ္တမစာချုပ်ပေါ့နော်ဒီကအလုတ္တမနဲ့အလုရှင်နဲ့စာချုပ်ချုပ်ပြီးဆိုရင်အဲ့မှာမှားတဲ့ချက်တွေကဘာတွေလဲဆိုပြီးမိတာအမှနံပါတ်1နံပါတ်1ကဒီမှာရှေးရောရှာဆိုတော့အသုံးပြုသူလို့ပြောတော့ပေါ့နော်ဒီကန်းကြီးကြီးပါတာပြန်မထွေးတာ employer ပြောတော့အလုရှင်ဒီမှာကျရောဒိုရှာဆိုတော့အလုသားဆိုတာကဝန်ထမ်းကတဲ့ရှေးရောရှာဝါဆိုတော့ရှေးရောရှာကပေါ့နော်ရောဒိုရှာတော့တိုင်းရှော့ကုနော်ဘိုင်းနီအိုတဲဆိုတော့သူကအလုထွက်မယ်လို့ပြောလိုက်တဲ့အချိန်မှာဆိုရင်အလုသမားကကုမ္ပဏီကနေအလုထွက်တော့မယ်လို့ပြောလိုက်တဲ့အခါမှာဆိုရင်တဲ့ဒီစေကျူကအတာဟီကာရာဆိုတော့ဒီသူတောင်းဆိုတဲ့နေ့အလုထွက်စာတင်တဲ့နေ့ပေါ့နော်တင်တဲ့နေ့ကနေပြီးတော့ကန်ဆူကုတိုစတဲဆိုတာကဒီပုံမှန်အတိုင်းပေါ့နော်ဒီ general rule ရဆိုရင်နာနောကအီနိုင်နီချင်းခင်အော်ဟာရာဤ9ရက်အတွင်းမှာသူလုတ်ခဲ့တဲ့လုတ်အားခါပေါ့နော်လုတ်အားခါကိုပေးရမယ်လို့ပြောတာခဏချင်းခင်ဟီဟာရာဤရိုဒိုရှာနောကန်နီနီဆိုကုဆူရူဒီကင်းပင်းအောဟန်ခါကူဟန်အင်ချနာကေဘာဟန်ခါကူလို့ခေါ်တာပါလို့ဟန်အင်ချနာကေဘာနာနာဟန်ခါကူချနာကေဘာနာနာနိုင်ဆိုတော့သူ့ကိုပြန်မပေးလို့မရဘူးပေါ့နော်ဒီ9ရက်အတွင်းမှာသူနဲ့သက်ဆိုင်တဲ့သူရဲ့ရပိုင်ခွင့်တွေကိုမပေးလို့မရဘူးဆိုပြီးရေးထားတာအဲ့တော့ဒီနံပါတ်1ကမှန်တော့ပေါ့နော်ဒီကတကယ်အပြင်ရဲ့ဒီအလုသမားဂျပန်ရဲ့အလုသမားဥပဒေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကတည်ထားရင်တော့တကယ်အလုလုပ်ရတာပို့ပြီးတော့အလုထွက်တဲ့ချိန်တော့ဘာလို့မှအလုလုပ်ရအဆင်ပြေမယ်တင်နော်နံပါတ်2ရိုဒိုကေယောက်ဒီအလုလုပ်တဲ့စာချုပ်ပေါ့နော်လုပ်တဲ့စာချုပ်ကတဲ့ခေယကုနော်ကီကန်ဝါကီမဲတော့နိုင်မနော် office ကဒီအလုခေယကုနော်ကီကန်ဝါကီမဲနိုင်မနော်ဆိုဥမာစေးရှာရင်လိုမျိုးပြောတာတင်ဒီအဓိကပြောချင်တာပေါ့နော်သူရဲ့အချိန်ကာလကိုကန့်သတ်မထားရပေါ့နော်ဥမာဒီအလုတချို့စာချုပ်တွေရှိတယ်ပေါ့နော်ခေယကုစာချုပ်တွေဆိုရင်နှစ်နှစ်နေရင်ခိုးရှင်းလုပ်မယ်ပေါ့နော်အသေး update လုပ်မယ်ပေါ့ဒါမှမဟုတ်ရင်တစ်နှစ်နေ update လုပ်မယ်အဲ့လိုပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာကအဲ့လို update လုပ်တဲ့ဟာကိုပြောချင်တဲ့အတွက်ကြောင့်မလို့ဒီ update လုပ်စံမလို့တဲ့စိတ်ရှိုင်းလိုမျိုးအလုပ်တွေကိုချန်ထားပြီးတော့တဲ့ itai no jikyo no kanyo ni hisiyo na kayaku kan o kimeru mono no hoka ဒီအချိန်တစ်ခုပေါ့နော်အလုပ်တစ်ခုကိုလုပ်ဖို့တဲ့ဥမာတစ်နှစ်လိုရဲနှစ်နှစ်လိုရဲဆိုတော့အဲ့လိုအချိန်တစ်ခုကိုတတ်မှတ်ထားတဲ့ဟာအပြင်ပေါ့နော် project လိုက်တယ်ပေါ့အဲ့လိုပုံစံမျိုးလားမသိဘူးကန်ဆယ်ကတော့3年を超える契約期間について3နှစ်ကိုကျော်ပြီးစာချုပ်ချုပ်တာပေါ့နော်ဒီအလုပ်မှာ3နှစ်မဖြစ်မနေလုပ်ရမယ်ဆိုပြီးအဲ့လိုပုံစံမျိုးနေပါအဲ့လိုပုံစံမျိုးについてတဲ့定決しなければならないအဲ့လိုမျိုးစာချုပ်ချုပ်လို့မရဘူးလို့ပြောတာဒီစိတ်ချရင်ကတော့ရဘောနော်စိတ်ချရင်ကကြတော့ကိုကြိုက်ကြလုပ်လို့ရတယ်ကိုမလုပ်ချင်ဘူးဆိုရင်ထွက်စာတင်လိုက်ရင်ထွက်လို့ရတယ်ထွက်စာတင်လိုက်ဆိုရင်2ပတ်နေရင်ထွက်စာတင်ပြီးတော့2ပတ်နေရင်ထွက်လို့ရတယ်အဲ့လိုပုံစံမျိုးဒီအလုပ်ကကြတော့စာချုပ်ဝင်တယ်ဆိုဥမာဒီ project ပြီးတဲ့ဒီလုပ်ပါမယ် project ကြာတာကခံမှ4နှစ်ကြာမယ်ဆိုရင်အဲ့4နှစ်ကိုကကြိုင်လည်းလုပ်မကြိုင်လည်းလုပ်အဲ့လိုကြတော့စာချုပ်ချုပ်လို့မရဘူးဆိုပြီးပြောတဲ့အတိတ်ပဲသူကအများဆုံး maximum 3နှစ်ပဲစာချုပ်ချုပ်လို့ရမယ်ဒီအလုပ်ကိုအချိန်ကာလနဲ့ပတ်သက်တဲ့စာချုပ်တွေမှာအလုပ်သမားစာချုပ်ဥမာတချို့ဒီဟာခန်းအလုပ်တွေဆိုပြီးတချို့ကုမ္ပဏီတွေဆိုပြီးတစ်နှစ်စာချုပ်တွေရှိတယ်တစ်နှစ်နေရင်အဲ့စာချုပ်ကို update လုပ်ထပ်ပြီးတော့ update လုပ်ထပ်လုပ်မလားအဲ့ကုမ္ပဏီမှာဆက်လုပ်မလားမလုပ်ဘူးလားအဲ့လိုပုံစံမျိုးတွားတဲ့ဟာတွေပေါ့နော်အဲ့လိုဖြစ်နိုင်တယ်အဲ့နံပါတ်3အဲ့ဒါနံပါတ်2ကမှန်တယ်နံပါတ်3ကကြတော့ရှီရောရှာဆိုတော့ဒီအလုပ်ပိုင်ရှင်ပေါ့နော်ပိုင်ရှင်ရတဲ့အဲ့ရိုဒိုရှာကကျောမှုကျော်ဖူရှောရှိဆိုတော့ဒီဒိုင်ယာရတာပေါ့ဒိုင်ယာရပြီးဥမာဒိုင်ယာဆိုတဲ့ကိစ္စကsite ထဲမှာလုပ်တဲ့ကြောင့်မလို့တခုဒိုင်ယာဖြစ်သွားလို့အလုပ်မလုပ်နိုင်တဲ့အချိန်ဒါမှမဟုတ်ရင်
ရုံးမှာလုပ်တဲ့လူတွေဆိုရင်တချို့တော်တော်များများဖြစ်တာကဒီစိတ်ပိုင်းဆိုင်ရာအတန်ရတယ်ပေါ့နော်အဲ့လိုတွေလည်းရှိတယ်အဲ့လိုချိန်မျိုးမှာဆိုရင်တဲ့ဒီ休業する期間としてဆို休業ဆိုတာ休ဆိုတာရာစုမိလုပ်တာပေါ့နော်အလုပ်ကိုရာစုမိလုပ်တဲ့အချိန်ကတဲ့期間တော့အလုပ်ကိုအဲ့အတွက်ကြောင့်မလို့ခုနရှိရတဲ့ဒဏ်ရာတွေကြောင့်ဖြစ်တဲ့ကြောင့်မလို့ရာစုမိယူလိုက်တဲ့အချိန်ရပြီးရင်အဲ့နောက်ပိုင်းその後30ရက်30အိုင်ဒါဆိုတော့အဲ့ရက်30အကွာပေါ့နော်ရက်30ကြာတဲ့အခါမှာဆိုရင်ရက်30ကြာတဲ့အခါမှာရမှုကိုNI GU のために事業の継続が不可能となった場合においても事業の継続ဆိုတာက継続ဒီနေ့ကနည်းနည်းဘာသာပြန်နည်းနည်းချုပ်နေဒီကောင်ဘယ်လိုလဲဆိုတော့ဒီနေရာကိုခဏခြံထားလိုက်အာရီဒါဝါတဲ့ဒီလိုမျိုးပေါ့နော်နေမကောင်းဖြစ်တာဖြစ်တခုဖြစ်တဲ့ကြောင့်မလို့ရာစုမိယူလိုက်တဲ့အချိန်ဥမာတလယူလိုက်တယ်တလပြီးရင်နောက်အဲ့ဒါပြီးတော့ရက်30ပေါ့နော်ရက်30ကြာတဲ့အခါမှာဆိုရင်ပေါ့နော်တော့その後30日間は解雇してはならない解雇ဆိုတာ termination အလုပ်ဖြုတ်လို့မရဘူးလို့ပြောတာသူအတိအဆိုလိုချင်တဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့သူတယောက်ကတန်ရာရသွားတယ်ဒါမှမဟုတ်ရင်နေမကောင်းဖြစ်သွားတယ်အဲ့ချိန်မှာတစ်လ2လလောက်နားလိုက်တယ်တစ်လလောက်နားလိုက်တယ်ပြီးရင်ရုံးပြန်တက်လာတယ်ရုံးပြန်တက်ပြီးတော့အဲ့ဒါပြီးတော့နောက်ထပ်ရက်30အတွင်းရုံးပြန်တက်တဲ့ရက်30အတွင်းအာရီဒါဆိုပြီးရေးထားတဲ့ကြောင့်မလို့30အတွင်းမှာအဲ့လူကိုဖြုတ်လို့မရဘူးဆိုပြီးရေးထားတယ်ဖြုတ်လို့မရဘူးဒါပေမဲ့ဂျားထဲမှာကသူရဲ့ information တခုကထည့်ထားတယ်ပေါ့နော်ဂျားထဲမှာ information ကဘာထည့်ထားလဲဆိုတော့ရာမှု NI ဆိုမဖြစ်နိုင်ဘူးပေါ့နော်မဖြစ်နိုင်တော့ GU တဲ့ဆိုတော့မဖြစ်နိုင်တဲ့အကြောင်းပြချက်တွေရှိတယ်ဒါမှမဟုတ်ကြည့်ကြအလုပ်ကားတဲ့အလုပ်ရဲ့ဒီ case ကိုဆက်လုပ်မယ်ပေါ့နော်ဆက်လုပ်မယ်ဟာက focus တော့ဖူခါနော်ဆိုတာမဖြစ်နိုင်တဲ့အချိန်မှာပေါ့နော်အကြောင်းပြချက်အမျိုးကြောင့်ဒီသူရဲ့ company ရဲ့အလုပ်ကဆက်လုပ်ဖို့မဖြစ်နိုင်တဲ့အချိန်မှာဒီ OITMO ဆိုတာဥပမာဘာလို့ဆိုလို့ကျွန်တော်လဲဆိုတော့company ကစီးပွားရေးမကောင်းတဲ့အချိန်ဥပမာ project ကအဆင်မပြေတော့တဲ့အချိန်အဲ့လိုအချိန်မှာတောင်မှဆို demo ဆိုပြီးပါပေါ့နော်အဲ့လိုအချိန်မှာတောင်မှလူတယောက်ကိုဖြုတ်လို့မရဘူးဆိုပြီးရေးထားတာဒီ company စီးပွားရေးမကောင်းတဲ့အချိန်မှာတောင်မှလူတယောက်ကိုအဲ့လိုအနားယူထားတဲ့လူတယောက်ကိုရက်30အတွင်းမှာဖြုတ်လို့မရဘူးဆိုပြီးရေးထားတာအဲ့တော့ဒီပုဒ်စာကမှားပါတယ်ဘာလို့မှားတာလဲဆိုတော့ဖြုတ်လို့မရဘူးဆိုတာမဟုတ်ပါဘူးဖြုတ်လို့ရပါတယ်ဖြုတ်လိုက်ပြီဆိုရင် company ရဲ့စုကောပေါ့နော်သူ့အခြေအနေရဖြုတ်လို့တဲ့ကြောင့်မလို့ဥမာရောကြီးပေးတာတို့ဘာတို့အဲ့လိုမျိုးရှိရင်ရှိနိုင်တယ်အဲကြောင့်မလို့ဖြုတ်လို့မရဘူးဆိုတာတော့မဟုတ်ဘူးဖြုတ်လို့ကရပါတယ်သူမိကုန်းရဲ့ရေးသားပုံကဘာလဲဆိုတော့လူတယောက်ကနေမကောင်းဖြစ်တယ်နေမဖြစ်တော့တလားလောက်နားလိုက်ရတယ်အဲ့ဒါပြီးတော့ရုံပြန်တက်တဲ့ရုံပြန်တက်တဲ့ရက်30အတွင်းမှာအဲ့လူကိုကုမ္ပဏီကဘာပဲဖြစ်နေဖြုတ်လို့မရဘူးလို့ပြောတာတကယ်ကဖြုတ်လို့ရပါတယ်ဒါပေမဲ့သူကုမ္ပဏီရဲ့ဥပမာဒေဝါလီခန္ဓာတို့ဘာလို့ဆိုရင်အဲ့လိုဆိုရင်ကုမ္ပဏီကိုရောတဲ့လောက်ကုမ္ပဏီကနေရောတဲ့လောက်ရောဒါမှမဟုတ် Hello World တို့ဘာတို့ကနေပတ်စံတောင်းတဲ့လောက်တောင်းပြီးတော့အဲ့လိုဆိုရင်ရပါတယ်အဲကြောင့်မလို့ဒီပုံစံနံပါတ်3ကမှားပါတယ်နောက်နံပါတ်4ကိုကြည့်မယ်နံပါတ်4ကဒီမှာလဲခန်းကြီးကမဖတ်တတ်တော့ကျူကျော်ဆိုတော့ employment ပေါ့နော်ဒီ employment ဆိုတော့ employment ပေါ့နော် employment のために従業のために住所住居を変更した労働者ဆိုတော့ဥပမာဒါကဘာပြောလဲ thanking ပြောတော့ပေါ့နော်အလုပ်ပြောင်းတော့ဥပမာ company အကြီးတွေဆိုရင်ရုံးခွဲတွေအများကြီးဥပမာOsaka မှာရုံးခွဲရှိတယ်ဟိုကိုင်ဒိုမှာရုံးခွဲရှိတယ် Kyushu မှာရုံးခွဲရှိတယ်အဲ့ဆိုရင်မင်းကဘေးကိုသွားဆိုသွားရတာပဲဘယ်လိုဖြစ်အဲ့လိုချိန်မျိုးမှာဆိုရင်တဲ့shorty ni yoru ဒီရှိမေကြီးစာတဲ့ရောတို့ကြောခံကဒီဥပဒေရပေါ့နော်ဒီကောင်ဥပဒေပြောတာဥ
ဥပဒေအရသတ်မှတ်ထားတဲ့အလုပ်ရဲ့ job ကန်ဆိုတာ condition တွေပေါ့နော်သူရဲ့အခြေအနေတွေကတဲ့ကြီးရှိတော့ဆိုဤဆိုလိုပါတဲ့ကြီးရှိတော့ဆိုဤဆိုလိုပါဆိုတာကသူရဲ့အလုပ်ခေါ်စားပြီးအလုပ်စာချုပ်မှာပဲဖြစ်ရေးထားတဲ့အခြေအနေနဲ့တကယ်အလုပ်ဝင်တဲ့အခါမှာကွာခြားမယ်ဆိုရင်သူရဲ့ခံစားပိုင်ခွင့်တွေဥမာအလုပ်ပြောင်းမယ်ဆိုရင်allowance တရားကဘယ်လောက်ထည့်ပေးမယ်တို့အဲ့လိုပုံစံမျိုးတွေရှိတာပေါ့နော်တချို့ဟာတွေဆိုရင်အဲ့လိုရှင်နေမျိုးမှာဆိုရင်တော့မှ契約労働契約を解除しအဲ့ဒါကိုဖြတ်ပြီးတော့အဲ့လိုရှင်နေမျိုးမှာဆိုရင်တဲ့အဲ့လိုကိုထင်ထားတာနဲ့ကိုထင်ထားတာလို့ပြောလို့မရဘူးပေါ့နော်တကယ်စာချုပ်မှာရှိတဲ့ဟာနဲ့တကယ်အပြင်လက်တွေ့မှာကုမ္ပဏီဝင်တဲ့အခါမှာဖြစ်လာတဲ့အခြေအနေနဲ့ခွာခြားမယ်ဆိုရင်ဒီစာချုပ်ကို契約ကို解約ဆိုတော့ဖြတ်မှာပေါ့နော်စာချုပ်ကိုဖြတ်ပြီးတော့တိုးကိုက်解約解除ဟိကာတာအဲ့စာချုပ်ဖြတ်တဲ့နေ့က14ရဲ့အတွင်း14ရဲ့အတွင်းမှာနေဤနိုင်မှာခိကျော်ဆိုတာခိကျော်ဆိုအိမ်ပြန်တာပေါ့နော်ခိကျော်ဆိုတော့ဘိုင်ဒီအိုဤတဲ့အိမ်ပြန်တဲ့အချိန်မှာလေစီယောချကဘာလုပ်ပြရမလဲဆိုတော့ဟီစီယောနာပြောဟီဒီတွားလာစီပေါ့နော်ဖတန်ရှနာကေတဲ့ဘာနာနာနိုင်အဲ့ဒါကိုမပေးလို့မရဘူးသူထင်တာနဲ့သူထင်တာမဟုတ်ပါဘူးအလုပ်ရဲ့တမချက်နဲ့စာချုပ်မှာပါတဲ့ဟာနဲ့ကိုတကယ်အပြင်မှာလုပ်တဲ့ဟာနဲ့မတူတဲ့အချိန်မှာဆိုရင်မတူတဲ့အချိန်မှာဥမာနေပြောင်းတာတို့ဘာတို့အဲ့လိုအချိန်လေးနဲ့ပြောတာပေါ့နော်နေပြောင်းတာတို့မတူတဲ့အချိန်လေးမှာဆိုရင်ဒီစာချုပ်ကိုဖြတ်လို့ရတယ်ဖြတ်လိုက်မယ်ဆိုရင်ဖြတ်တဲ့နေ့ကနေပြီးတော့14ရက်အတွင်းအိမ်ပြန်မယ်ဆိုရင်အိမ်ပြန်တဲ့စီကိုအလုပ်ရှင်ကဒီရှီယောရှာအလုပ်ရှင်ကပေးရမယ်ဒါဆိုရင်ဒီပု္ပ္ပစာလေးမှန်တယ်โอเคပါ